ចောင်းတက်ဖို့အစင်သစ်ဖြစ်နေပြီလားနောက်ကလေးကတော့အသက်3နှစ်ပြည့်နေပြီတခြားကလေးတွေလည်းចောင်းတက်နေပြီចောင်းတက်ရင်ကောင်းမလားဆိုပြီးတော့မှမိဘတွေအများစုကစဉ်းစားတဲ့အခါမှာအသက်အရွယ်ကိုအဓိကထားပြီးတော့မှစဉ်းစားလေးရှိကြတယ်ဒါပေမဲ့တကယ်လည်းအရေးကြီးတာကအသက်အရွယ်က်ကလေးရဲ့ mental readiness လို့ခေါ်တဲ့စိတ်ပိုင်းဆိုင်ရာအဆင့်သစ်ဖြစ်မှုပါပဲ။တောင်းတဖို့အဆင့်သစ်ဖြစ်လားမဖြစ်လားဆိုတာကိုဒီအချက်တွေနဲ့ကြည့်ကြည့်လို့ရပါတယ်။နံပါတ်1ကတော့မိဘနဲ့ခဏတာခွဲနိုင်ပြီလား။ဥပမာဖွားဖွားအိမ်ကိုသွားတဲ့အခါမှာကလေးကတယောက်တည်းသူနေတယ်သူကစားတယ်ဆိုရင်ဒီအချက်ကိုကိုကသိဖို့လိုတယ်။ပတ်ဝန်းကျင်အသစ်မှာကလေးကနေသားကြနေဖို့အပြောင်းအလဲတွေကိုလက်ခံနိုင်ဖို့ကလည်းဒီတစ်ချက်ကိုပထမအဆုံးကြည့်လို့ရပါတယ်။ဒုတိယအချက်ကတော့ကလေးက communication လုပ်နိုင်တာပါ။အခြေခံစတဲ့အချက်တွေဖြစ်တဲ့မမေရှုပေါက်ချင်တဲ့ဗိုက်စားတဲ့အိတ်ချင်တဲ့စသည်ဒီအချက်လက်တွေကိုပြောတတ်ပြီလားဆိုတာကိုလည်းဒုတိယချက်အနေနဲ့ကြည့်ကြည့်လို့ရပါတယ်။နောက်တစ်ချက်ကတော့ညွှန်ကြားချက်တွေကိုလိုက်ပြီးတော့မှလိုက်နာနိုင်တာပေါ့နော်။တတကြီးဒီနောက်လာပါအောင်ဒီမှာထိုင်ပါအောင်ကစားစာတွေကိုသိလိုက်ပါအောင်ပြောတဲ့အရာကိုကလေးကနားလဲလားဒါကိုလည်းသိဖို့လိုပါတယ်။နောက်တစ်ချက်ကတော့ကလေးကအာယုံဘယ်လောက်ထိစိုက်နိုင်နေပြီလဲ။ဥပမာတယောက်တည်းကလေးကထိုင်ပြီးတော့မှကစားနေတယ်။သို့မဟုတ်ပုံလေးကြီးချဲတဲ့အခါမှာ9မိနစ်လား10မိနစ်လားအယောင်လေးချဲနေပြီလားတယောက်တည်းလုံနိုင်နေပြီလားဆိုတာကိုလည်းသိလို့ရပါတယ်ဒီလိုတယောက်တည်းထိုင်ပြီးတော့မှ9မိနစ်10မိနစ်ကလေးကလုံနိုင်နေတယ်ဆိုရင်ဒါအာရုံစိုက်မှုတွေကကောင်းတယ်ဆိုတာကိုကျွန်တော်တို့ကသုံးသပ်လို့ရပါတယ်နောက်ဆုံးချက်ကတော့ကလေးကိုယ်တိုင် independent သူ့ဟာသူလွတ်တက်ပြီလားဆိုတာကိုလည်းသိဖို့လိုပါတယ်ဥပမာကလေးကိုယ်တိုင်ကထမင်းစားတဲ့အခါမှာသူ့ရဲ့လက်ကလေးနဲ့သူကိုယ်တိုင်ဇုံးကိုယူပြီးတော့မှထမင်းစားပြီးတော့မှစားနေပြီလားလက်တွေကိုရောစီးတက်နေပြီလားကိုယ့်ရဲ့ဖက်နှက်ကိုလည်းကိုယ်တိုင်စီးတက်နေပြီလားဆိုပြီးတော့ဒီအချက်လက်တွေနဲ့ကလေးကြောင်းသွားလို့ရပြီလားမရဘူးလားဆိုတာကိုပြန်ပြီးတော့မှသုံးသပ်လို့ရပါတယ်ကလေးတိုင်းကဖွံ့ဖြိုးမှုမတူညီကြပါဘူးတကယ်လို့ကိုယ့်ရဲ့ကလေးကဒီအချက်လက်တွေအားနဲ့နေသေးတယ်ဆိုရင်စိတ်မပူပါနဲ့စိတ်မဖြစ်ပါနဲ့ကလေးကိုလေ့ကျင့်ပေးလို့ရပါတယ်မိမိတို့ကရောကိုယ့်ရဲ့ကလေးတွေကိုဘယ်နှစ်မှကြောင်းထားဖို့အတွက်စဉ်းစားထားပြီလဲကွန်မန့်မှာပြောခဲ့ဦးနော်နောက်ဗီဒီယိုမှာပြန်တွေ့မယ်